အခုကျွန်တော်တို့ golden era ရဲ့ခက်ကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ခုပြန်ခွဲတယ် east coast ရယ် west coast ရယ်ဆိုပြီးတော့နှစ်မျိုးပြန်ခွဲ okay ဒီအပိုင်းမှာကျွန်တော်တို့ hip hop music အမျိုးအစားတွေနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ hip hop music ကလည်းပုံအခြား music တွေလိုပဲဒီဥပမာအဖြစ် EDM music တွေလိုပဲ sub genre တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော် hip hop လို့ပြောလိုက်တာနဲ့ hip hop တစ်မျိုးတည်းထင်ပြီးတော့ကျွန်တော်တချင်းတွေကို mixing လုပ်တဲ့အခါမှာ hip hop ဆိုပြီးတော့မှဖြစ်ပြီးတော့အကုန်လုံးကျွန်တော် hip mixing လုပ်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ hip hop အမျိုးအစားထဲမှာကိုက sub genre တွေဘာတွေရှိမလဲအဲ့တော့ဘယ်မျိုးစားကဘယ်မျိုးစားနဲ့ဆက်ဆက်မှုရှိပြီးလိုက်ပတ်မှုရှိလဲဆိုတာတွေကိုကျွန်တော်တို့သိထားမှသာနောက်ပိုင်း mixing လုပ်ရတဲ့အခါမှာပို့ပြီးတော့ဆွေးနွေးမှုနဲ့နားထောင်လို့ကောင်းမယ်ပေါ့နော်ဆိုတော့ဒီ hip hop မျိုးစားတွေကိုကျွန်တော်လေ့လာတဲ့အခါမှာထွက်ခဲ့တဲ့ခုနှစ်တွေပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ kit တွေပေါ့နော် kit လို့ပြောလို့ရမယ်အဲ့တော့အချိန်ပေါ့စထွက်ခဲ့တဲ့ခုနှစ်တွေဒါမှမဟုတ်လို့ရှိရင်ဒီ region နေရာဒေသတွေနဲ့မူတည်ပြီးတော့မှခွဲပြားသွားတဲ့မျိုးစားတွေရှိမယ် Okay ကျွန်တော်တို့ hip hop mixing class ကိုဒီလ21ရက်နေ့မှာဖွင့်ဖို့ရှိပါတယ်သင်တန်းသား3ဦးသာလက်ခံမှာဖြစ်တဲ့အတွက်ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်နောက်တစ်ခုကျတော့ sound structure ပေါ့နော်အဲ့တော့ဒီသချင်းထဲမှာဘယ်လို file မျိုးတွေထည့်ထားလဲဥပမာ street ကာချာမျိုးတွေပါလာဒါမှမဟုတ် melodic ကိုဦးစားပေးလား lyrics ကိုဦးစားပေးတာလားဒါမှမဟုတ်လို့ရှိရင် groovy ဘက်ကိုသွားတာလားပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ကhip hop music တွေမှာမတူတဲ့ file မျိုးတွေရတာကိုတွေ့ရတယ်အဲ့တော့ဒီခုနပြောခဲ့တဲ့အချိန်ရယ် region ရယ်နေရာဒေသရယ်ကျွန်တော်တို့နောက်ထပ် sound structure တွေရယ်ပုံမှာမူတည်ပြီးတော့ကျွန်တော် hip hop အမျိုးအစားတွေကိုပြန်ပြီးတော့ခွဲမယ်ပေါ့နော်ကျွန်တော်တို့ဒီ hip hop အမျိုးအစားတွေကိုခွဲမယ်ဆိုရင်ကျွန်တော်ဒီပုံလေးကိုချက်ကြည့်ပေးပေါ့နော်အဲ့တော့ဒီပုံလေးကိုကြည့်ခြင်းအပြင်ဒီပုံထဲမှာဆိုရင်ကျွန်တော်တို့စပြီးတော့ထွက်ခဲ့တဲ့ခုနှစ်ကနေစပြီးတော့အခုလက်ရှိအချိန်ထိဒီ hip hop အမျိုးအစားတွေကိုကျွန်တော်စုပြီးတော့ပြထားပေးတယ်အပေါ်ဆုံးမှာကျွန်တော်အယောင်လေးနဲ့ပြထားတဲ့ဟာတွေကရှေ့မှာပြောခဲ့တယ်ကျွန်တော်တို့အချိန်ပေါ့နော်ခုနှစ်တွေအဲ့တော့ကြည့်မယ်ဆို1983ကနေ1986အထိအချိန်အတော်အတွင်းမှာထွက်ခဲ့တဲ့ hip hop music တွေကိုကျွန်တော် old school hip hop music လို့သတ်မှတ်လို့ရမယ်ဒီ1986ကနေ1999အထိဆိုတာ golden era ပြီးရင်ကျွန်တော် blend era ရှိမယ်နောက်ထပ်အခုခေတ်မှာဆိုလို့ရှိရင်တော့ modern era ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးခေတ်တွေနဲ့လည်းတချင်း music အမျိုးအစားတွေကိုခွဲလို့ရတယ်လို့အခုကျွန်တော်တို့ golden era ရဲ့ခေတ်ကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ခုပြန်ခွဲတယ် east coast ရယ် west coast ရယ်ဆိုပြီးတော့နှစ်မျိုးပြန်ခွဲအဲ့တော့ဒီ east coast တို့ west coast တို့ဆိုတာကတော့ကျွန်တော် region နဲ့ဆိုင်နဲ့ခွဲခြားတဲ့အမျိုးအစားပေါ့နော်ဒီ east coast ဆိုတာကျတော့ American ရှေ့ပိုင်းက rapper တွေရဲ့ music အမျိုးအစား music taste တွေကိုခံစားမှာဖြစ်ပြီးတော့ west coast ဆိုလို့ရှိရင်တော့ American ရဲ့နောက်ပိုင်းနောက်အချမ်းကျွန်တော် California ပြည်နယ်တို့ဘာတို့ကနေလာတဲ့ music အမျိုးအစားတွေကိုကျွန်တော်တို့ကခံစားရမှာပေါ့နော်ဒါကိုကျွန်တော်တို့ west coast music hip hop music လို့ပြောလို့ရမယ်အဲ့တော့ဒါကကျွန်တော် east coast တို့ west coast ဆိုတာကရှေ့မှာပြောခဲ့တဲ့ region နဲ့သက်ဆိုင်ပြီးတော့ဒီ region နဲ့ပြန်ခွဲတဲ့အမျိုးအစားနှစ်ခုပေါ့နော်ဆိုတော့ဒီ east coast မှာဆိုလို့ရှိရင် sound structure နဲ့ပြန်ခွဲမယ်ဆိုရင် boom bap ဆိုတဲ့music အမျိုးအစားရှိမယ်နောက်ထပ်တခြားသောကျွန်တော် east coast ဘက်မှာဒီမထင်ရှားလိုက်တဲ့အခုချိန်ထိမတုံးတော့တဲ့ music အမျိုးအစားလေးတွေ sound structure လေးတွေဟာတွေနဲ့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ east coast ကိုပြောလို့ရှိရင်တော့ boom bap ဆိုတဲ့ music အမျိုးအစားနဲ့ပဲတွဲပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ boom bap ဆိုတဲ့အမျိုးအစားကပဲကျွန်တော်တို့အခုလက်ရှိအချိန်ထိလည်း3ခါရှိတယ်ဒါ model boom bap တွေ neuro boom bap တို့ဘာလို့ဆိုလဲအခုချိန်ထိရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ east coast ဆိုပြောလိုက်ရင် music sound structure အရ boom bap ဆိုတာရှိမယ်ကျွန်တော် west coast လို့ပြောလိုက်လို့ရှိရင်ဒီ west coast bap မှာ rapper တွေတော့ဒီ hip hop ဖန်တီးတဲ့ producer တွေကထုတ်ထားတဲ့သချင်းတွေထဲမှာဆိုရင် G-Funk တို့လို့ပြီးတော့ gangster rap တို့လို့ music အမျိုးအစားတွေရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ G-Funk လို့ပြောလိုက်တယ်ဆိုရင် west coast လို့ပြောလို့ရတယ် gangster rap ဆိုလို့ရှိရင်လည်း west coast ဘက်ကလာတယ်လို့ပြောလို့ရတယ် boom bap ဆိုလို့ရှိရင်ဒါကျွန်တော်တို့ east coast အမျိုးအစားလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ hip hop အမျိုးအစားတွေကို region နဲ့တော့၎င်း sound structure နဲ့တော့၎င်းပြန်ပြီးသတ်မှတ်ထားတာပေါ့အဲ့တော့ခေတ်အရဆိုလို့ရှိရင်နော် east coast တို့ west coast တို့ဆိုတာကျွန်တော်တို့ golden era ဖြစ်တဲ့1986ကနေ1998ခုနှစ်ဝန်းကျင်ထဲမှာကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့သချင်းတွေကိုဒီ golden era ခေတ်လို့ပြောမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ golden era ပြီးလို့ရှိရင်ဒီ blink era ဆိုတာရှိမယ်
ဒီ blink era မှာဆိုလို့ရှိရင်တော့Southern hip hop ဆိုတဲ့အမျိုးအစားနောက်တစ်ခုထပ်ထွက်လာတယ်ဆိုတော့ဒီ Southern hip hop ဆိုတာဟိုတနည်းအားဖြင့် Dirty South ဆိုလဲသုံးကြတယ်ပေါ့နော်အဲ့တော့ဒီ Dirty South ဆိုတာလည်းကျွန်တော် region နဲ့သတ်မှတ်ပြီးတော့ခွဲလိုက်တာပဲအဲ့တော့ရှေ့မှာပြောခဲ့တဲ့ East Coast ဆို West Coast ဆိုရှိနေတဲ့အချိန်မှာနောက်ပိုင်းကျလို့ရှိရင်ဒီတောင်ပိုင်းက rapper တွေကလည်းငါတို့ရဲ့ data မှာငါတို့ region မှာလည်းငါတို့ culture တက်ရှိရဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ Southern hip hop ဆိုတဲ့ဒီမျိုးစားကွဲ culture ကွဲတစ်ခုကိုကျွန်တော်တို့တွေ့ရမယ်ပေါ့နော်သူတို့စပြီးတော့ဖန်တီးလာကြတယ်ပေါ့ဆိုတော့ဒီ Southern hip hop ထဲမှာလည်းခုနပြောခဲ့သလိုမျိုးပဲအမျိုးအစားတွေအများကြီးပြန်ခွဲမယ် Miami bass တို့ New Orleans bounce တွေ crunk တွေ snap music တွေ chop and screw เนาะဒါမျိုးတွေရှိမယ်နောက်ဆုံးကျွန်တော်တို့အခုဒီနေ့ခေတ်အထိရှိသေးတဲ့ music အမျိုးအစားတော့ trap music ပေါ့နော်အဲ့တော့ဒီ trap music မှာလည်းနှစ်မျိုးပြန်ခွဲမယ်နှစ်ပိုင်းပေါ့နော် early trap နဲ့ modern trap နဲ့ပေါ့ okay အဲ့ဒီ early trap တို့ modern trap တို့ကတော့ဒီ Southern hip hop ရဲ့မိခင် genre ကြီးကနေဆင်းသက်လာတဲ့မျိုးခွဲတွေပြန်ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်တို့အခုလေ့လာခဲ့တဲ့အချိန်မှာ old school east school west school dirty south မှာအခုချိန်ထိရှိနေသေးတာ trap music ပေါ့နော် okay အဲ့တော့ခုနကပြောတဲ့ trap ထဲမှာလည်း early trap modern trap နှစ်မျိုးပြန်ခွဲမယ်ဆိုတော့အဲ့လေးထားလိုက်အဲ့တော့ကျွန်တော်တို့ blank era ကနေပြီးတော့နောက်ထပ်တစ်ခက်ကိုပြန်ပြောင်းတဲ့အခါမှာ modern era ဆိုတာဖြစ်လာတယ်အဲ့ဒီ modern era မှာဆိုကျွန်တော်ကြည့်မယ်ဆိုရင် trap နဲ့ dre နဲ့ဆိုပြီးပြန်ခွဲတယ်ပေါ့နော်နောက်ဆုံး dre ဆိုတော့ dre rap ပေါ့နော်အခုကျွန်တော်တို့ set piece ချမ်းနဲ့သချင်းတွေဆိုလို့ရှိရင်ဒါ dre rap လို့ခေါ်လို့ရတယ်ပေါ့အဲ့တော့ okay ကျွန်တော် trap music ကိုကြည့်မယ်ဆိုလို့ရှိရင်ခုနက early trap နဲ့ modern trap နဲ့ပြန်ရှိတယ်အဲ့တော့ဒီ modern era မှာရှိနေတဲ့ trap တွေကို modern trap လို့ခေါ်ပြီးတော့2000ခုနှစ်နဲ့2008ရှိနေတဲ့2000နဲ့2010ပေါ့နော်ဒီ range ထဲမှာရှိနေတဲ့ trap တွေကိုတော့ကျွန်တော် early trap လို့သတ်မှတ်လို့ရတယ်အဲ့တော့ early trap modern trap ပြီးတဲ့နောက်ဆိုကျွန်တော်တို့အခု modern era မှာအရင်ခေတ်စားတဲ့လူကြိုက်များတဲ့မျိုးစားတော့ dre rap ပေါ့နော်အဲ့တော့ dre rap ဆိုတဲ့ထဲမှာလည်းကျွန်တော်တို့၃ပိုင်းပြန်ခွဲလို့ရမယ်ပေါ့ဒီ dre rap တွေကလည်းဘယ်ကနေစလဲ2010လောက်ကနေကျွန်တော်တို့စတယ်2010မှာဆိုတော့သူ့ရဲ့ original dre rap ကတော့ဒီ original dre လို့ခေါ်တာပေါ့နော်အဲ့ဒါကို Chicago မြို့ကနေစခဲ့တဲ့အတွက်တနည်းအားဖြင့်သူ့ Chicago dre လို့လည်းခေါ်တယ်အဲ့ဒီ Chicago dre ကနေပြီးတော့မှကျွန်တော် UK ဘက်ကိုရောက်သွားတဲ့အခါမှာ UK dre ဖြစ်သွားတယ် UK dre ပြီးလို့ရှိရင်ကျွန်တော် NY ဆိုတဲ့NY ဆိုတဲ့ဒီ New York မြို့ရဲ့ Brooklyn မြို့မှာကျွန်တော်တို့စပြီးတော့ဖန်တီးလာတဲ့အစ်စ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့ NY dre လို့ခေါ်တယ်ဆိုတော့ NY dre ဆိုတာကတော့ဒီ2016ကနေပြီးမှအခုလက်ရှိအချိန်အထိကျွန်တော်တို့ကြားနေရတဲ့ dre rap မျိုးစားတွေပေါ့နော် okay အဲ့တော့ကျွန်တော်တို့အခုဒီလေ့လာခဲ့ရတဲ့ hip hop နဲ့သက်ဆိုင်တဲ့ခေတ်တွေ region တွေတချင်းမျိုးစားတွေအားလုံးကိုကျွန်တော်ခွဲနိုင်ရင်ပို့ပြီးတော့ကောင်းမယ်ဆိုတော့ခွဲနိုင်မှုကကြတော့ကျွန်တော်တို့တချင်းများများနားထောင်ပေးဖို့လိုတယ် okay အဲ့တော့ကျွန်တော်တို့နောက်တစ်ပိုင်းမှာ old school music တွေ east coast west coast တွေ dirty south ထဲမှာပါတဲ့ trap music တွေ early trap နဲ့ modern trap နဲ့ဒါမှမဟုတ်ပြီးရင် dre music တွေနဲ့ဘယ်လိုခွဲမလဲတချင်းတွေကဘယ်လိုပုံစံမျိုးမျိုးစားမျိုးရှိမလဲဆိုတာတွေကိုနောက်ဗီဒီယိုမှာလေ့လာမှာဖြစ်ပါတယ်